ရွှေနဲ့လာလဲတောင်မှမတ်စီပဲ အားပေးမဲ့တဲ့ပေါ်တူဂီရဲ့ချင်းနေမကောင်းဘူးလေ မင်္ဂလာပါခင်ဗျာ Blue Equal Air Channel ရဲ့ကျွန်တော်ဆောင်းလင်းတက်ပါဒီနေ့ဘောလုံးပရိသတ်တွေကိုမေးသွားမယ်မေးခွန်းလေးရတော့ကိုဒီကမ္ဘာဘက်မှာကိုကြီးနှလုံးသားတွေကအားပေးတဲ့တင်နဲ့အခုဖလားရတော့မယ်အတင်ထပ်တူကြမယ်လို့ထင် တင်ပါတယ်ကြောက်တယ် ကိုကြီးဘယ်တင်အား ပေါ်တူဂီပါ ပေါ်တူဂီဟာပေါ်တူဂီကနည်းနည်းတော့ရုန်းကန်နေရတယ်နော်ကွင်းလေတော့တော်တော်ကောင်းတယ် ကွင်းလေကောင်းတယ်ဆိုမဲ့လေ ကျွန် ကျွန် တော် တော် မိပြအဓိကလည်းနော် ကျွန်တော် idol ပေါ့ အဲ့တော့ Ronaldo ပဲ Sweet ဒီမှာညီလေးရင်ဘတ်ထဲကအားပေးတဲ့အတင်နဲ့ဖလားရမယ်အတင်နဲ့တူလား တူတယ်ဗျ ညီလေးဘယ်အတင်အားပေးရ မတ်စီဗျ မက်ဆီတော့အာဂျင်တီးနားပေါ့ ဟုတ်တယ် အာဂျင်တီးနားဖလားရမှာပေါ့ ရတာပေါ့ မက်ဆီဆိုရင် မတ်စီ မက်ဆီတကယ်ဖန်အကြီးသားကြီးပေါ့ ဟုတ်တယ်ရွှေနဲ့လာလဲတောင်မှမတ်စီပဲ nice လုံးသားတွေအားပေးတယ်ဒီနေ့ဖလားရတော့မယ်လေထပ်တူကြမယ်လို့ပြောတာမထင်ဘူး Hold up. Wait a minute. ဘယ်တင်အားပေးပေါ်တူဂီမထင်ဘူးလားမထင်ဘူးပေါ်တူဂီကကွန်းလေကောင်းမယ်နည်းနည်းပါဖြစ်နော်နေယုံနေရတယ်ဟုတ်ကဲ့ဒါမဲ့အားပေးတယ်အားပေးတယ်ကုန်ကြီးဖန်ဟုတ်တယ်ဘယ်နေတော့ဖန်ဟုတ်တယ်ဒီနေ့ကမ္ဘာဖလားမှာကိုကြီးနှလုံးသားတွေကအားပေးတဲ့တင်နဲ့ဖလားရတော့မယ်ထပ်တူကြမယ်လို့ထင် အာဂျင်တီးနား အာဂျင်တီးနားဘာလို့အာဂျင်တီးနား အာဂျင်တီးနားကိုကြိုက်လို့ အာဂျင်တီးနားကိုကြိုက်မက်ဆီကိုကြိုက်တယ်ပါ အဲ့ဒါမဖြစ်တော့မဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့ ဖြစ်နေ အားပေးမဲ့တဲ့ပေါ်တူဂီရဲ့ချင်းနေမကောင်းဘူးလေ ဟိုဒီကဒါပေမဲ့ကွင်းလေရကောင်းပြီနည်းနည်းရုန်းကန်နေရ ဟုတ်တယ်တိုက်ဆက်ရလဲကိုရဖို့နည်းစီးလုံးမှုလဲပါပါ ဒါပေမဲ့သူ့ဟာနဲ့တူတော့ဘလို့အခြေအနေကတက်တော့ပါပဲ တက်သွားတယ်လာအမဲပွဲရလဲစပိန်နဲ့တိုးနာဆိုတော့လွယ်တော့ပေါ့ ဝင်ရလဲကောင်းတော့ကောင်း စ တ ပိန် ယ် ကလည်းကောင်းတယ်ဆိုတော့ဒါမဲတို့ဘာလို့လဲရှိနေဆိုတော့ သူကအခုဖလားရတော့မယ်ဘလို့ထင်ဘယ်တင်းထင် လာရနိုင်တာတော့ဒီနှစ်ကတော့ပြင်းတစ်ပေါ့ ပြင်တဲ့ Accélération des guillemets du monde. အာဂျင်ရောမထင်ဘူးလား လွယ်တော့မလွယ်တော့ဘူး အာဂျင်ကတော့ဒီနေ့မနေ့ကန်တော့ဟိုအတင်းကလည်းကောင်းရင်တော့ကိတ်ပါရီရတယ် မော်သူပြောလို့မရပါဘူးအရင်နှစ်ကလိုမျိုးဘလူးပွဲမှာသူတို့နှစ်တင်းလည်းပြန်တွေးရင်တွေးနိုင်မှာဘာလို့လဲဆိုတော့သူတို့အာဂျင်ဘက်ကလည်းအင်္ဂလန်တက်တင်းလောက်ပဲသူ့ကိုဒုက္ခပေးနိုင်တယ်ဆိုတော့လေ ကိုကြီးဒီနေ့ကမ္ဘာဖလားမှာကိုကြီးရှင်တဲ့ကအားပေးတဲ့အတင်းနဲ့ဖလားရတော့မယ်ထင်တယ်ထပ်တူကြမယ်လို့ထင်တာ ထင်တယ်ဟိုထင်တယ် ဟိုဘယ်တင်းအားပေး ကျွန်တော်အာဂျင်တီးနား အာဂျင်တီးနားကျွန်တော်လည်းတူတူပဲဒီနေ့မနေ့ကန်တော့ကြည့်လိုက်တယ်ကွ highlight ပဲကြည့် ခို လိုက် င်းလိုက်ဒါပေမဲ့တော်တော်ယုံလိုက်ရတယ်နော်ဟိုတင်းကတော်တော်ကောင်းတယ် ဟုတ်တယ်ကျွန်တော်ကဟိုကိတ်ပါရီကိုအပြတ်ဖုံးမယ်ထင်တယ်တကယ်ကြတော့နောက်မှလိုက်ဆောက်ရပုံ ဟုတ် ဖြစ် ဒီ final လို့တောင်ထင်ရတယ်ဒီနေ့ပွဲရ ဟုတ်ထင်တယ်ဗျ ဒီနေ့ဘယ်တင်းအားပေး အာဂျင်တီးနား အာ ဗျ ဂျင်တီးနားမက်ဆီဖန် ဟုတ်မက်ဆီဖန်ဗျ ဒီနေ့မနေ့နိုင်သွားတယ်နော် ဟုတ်တယ်ဗျ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and follow လေးလုပ်တာပဲတောင်းဆိုပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်